ကျွန်တော်မိတ်ဆွေများမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့2 လလောက်ကရဟန်းတွေမြန်မာနိုင်ငံကရဟန်းတွေများတော့အပြင်ပေါ့လေဝင်းနီးချိုးပေါက်နေတဲ့အကြောင်းလေးကိုကျွန်တော်တင်မိပါတယ်ဗျာအဲ့ဒီတင်မိတဲ့ပုံမှာတချို့သောသူတွေလာပြီးတော့မှတ်ညာတာပေါ့နော်သူများအပြစ်ပြောတယ်ပေါ့ကိုပဲမှောင်လို့မင်းသူ့လိုဘုံကြီးဝတ်ကြည့်ပါလားသူများအပြစ်မကြီးနဲ့ကိုပြစ်ကိုကြီးအလိုလေးလာပြီးတော့ပြောကြပါတယ်ဗျအဲ့တော့သာသနာနဲ့ပတ်သက်ရင်မြတ်စွာဘုရားရှင်သူသာသနာကိုတန်ရှင်းစေခြင်းနဲ့တည်တံ့စေခြင်းနဲ့အဲ့ဒီအတွက်သူတာယဟန်တွေလိုက်နာရမယ်ဝိနည်းစည်းကနေချမှတ်ခဲ့ပါတယ်ဗျအဲ့တော့ယဟန်ဆိုတာယဟန်နဲ့တူရပါမယ်လူဆိုရင်လည်းလူနဲ့တူရပါမယ်အဲ့တော့လူကလေယဟန်ဝိနည်းအကြောင်းကိုနားလည်ဖို့လိုပါတယ်ယဟန်ပြုတဲ့အခါပေါ့ဗျာနော်ကျွန်တော်တိမ်ထဲမှာကျွန်တော်တို့ဆိုရပါတယ်ဗျတန္တာရဝိတုခတောမောစနာထာယတန္တရာဝိစင်းရဲမှလွတ်မြောက်ခြင်းအကျိုးငါယဟန်ပြုပါတယ်ဆိုပါတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအပြစ်လုပ်သူကိုဒီတိုင်းထိုင်ကြည့်နေလို့မဖြစ်ဘူးဗျဥပမာဗျာကိုသားသမီးကအပြစ်လုပ်တယ်ဆိုရင်ဆုံးမမှာလားတိုင်းလွတ်ထားမှာလားဒီတိုင်းလွတ်ထားရင်တော့အဲ့ဒီမိဘတစ်သက်လုံးစိတ်ဆင်းရမှာပဲဗျမဆုံးမပဲထားရင်အဲ့လိုပဲယဟန်တစ်ပါးဟာယဟန်ဝိနည်းမလေးစားတော့ဘူးဆိုရင်အဲ့သာသနာပြက်ပြီမြတ်စွာဘုရားရဲ့သာသနာတခြားသူဖြက်လို့မပြက်ဘူးဗျသာသနာတွင်သားတွေကဖြက်မှာပြက်တာဗျတန်ကိုတန်ဖြက်တန်ကြီးတက်ဆိုတဲ့စကားလိုပေါ့ဗျာနော်ကျွန်တော်တို့လူတွေကလည်းယဟန်ယဟန်ဝိနည်းလူတွေနားလေထားရမယ်ယဟန်ဝိနည်းအဲ့ဒါလေးလည်းနားလေထားဖို့လူတွေဗျဒါမှသာကိုကူဝဲတဲ့တန်ကားတွေအဘမသိအောင်လူဒတန်တတာပေါ့ဗျာနော်တိုးတော်လည်းကျွန်တော်တို့မြန်မာနိုင်ငံကယဟန်ပြုပြီးဆိုတဲ့အဲ့ဒီယဟန်တီလပြအောင်လုပ်လိုက်ကြပြီဘယ်လိုလုပ်လိုက်ကြလဲဟောတိမ်စင်းကိုပိုက်ဆံလောင်းနေဗျာမြတ်စွာဘုရားကဒီငွေကင်တဲ့အာဘတ်ကိုပြညတ်တဲ့အခါအာဘတ်ကတော့မကြီးပေမဲ့ထက်ခါကျူးလို့ရင်ငွေကင်တဲ့ရွှေငွေကင်တဲ့ယဟန်ဟာကာမဂုဏ်၅ပါးကိုအတ္တလူဖြစ်သွားမယ်လို့ဒါအတိအကျမြတ်စွာဘုရားဟောထားပြီးသားပါဗျအဲ့တော့ခုနကျွန်တော်ပြောသလိုပေါ့ဗျာယဟန်ဟာယဟန်နဲ့တူမှလူဟာလည်းလူနဲ့တူမှအိမ်ဟာလည်းအိမ်နဲ့တူမှကျောင်းဟာလည်းကျောင်းနဲ့တူမှကျွန်တော်တို့ကတီလမရှိတဲ့ယဟန်ကိုကိုးပဲမလားမြတ်စွာဘုရားကတီလမရှိတဲ့ယဟန်ကိုအလစ်စီယဟန်လို့ခေါ်ပါတယ်ဗျတီလမရှိတဲ့ယဟန်ကိုမစိကအပ်ဘူးမပူဇော်အပ်ဘူးလို့လည်းတေချာဟောထားပါတယ်ဗျမြန်မာနိုင်ငံမှာဝိနည်းလေးစားတဲ့ယဟန်တွေရှိပါတယ်ဗျဒါပေမဲ့အနည်းငယ်လောက်တော့ပေါ့ဗျာနော်ကျွန်တော်တို့ကယဟန်ကိုယန္တနာမြတ်သုံးပါးအနေနဲ့ဆရာတွေအနေနဲ့ဆရာတစုတွေအနေနဲ့ကျွန်တော်တို့ကကိုးကွယ်တာဗျပူဇော်တာဗျအဲ့တော့ကျွန်တော်တို့ကိုးကွယ်မဲ့ပူဇော်မဲ့ယဟန်ဟာတီလသမာဓိ
ပညာဆိုတဲ့သိက္ခာ၃ပါးနဲ့ပြည့်စုံမှအပူဇော်ကံထိုက်ပါတယ်ဗျအဲ့ဒါမှလည်းသူတို့စီကနေပြီးတော့ကျွန်တော်တို့ကတန်ត្រာဝိဆင်းရဲ့တရားတွေကိုနာကြားနိုင်မှာဖြစ်ပါတယ်ဗျတိလမရှိတဲ့ယဟန်စီကတော့ကျွန်တော်တို့ဘာမှရစရာအကြောင်းမရှိပါဘူးသို့တော့ကျွန်တော်တို့ကအပြစ်မရှိတဲ့ယဟန်ကိုအပြစ်ရှိတယ်လို့မပြောဆိုအပ်ဘူးမစွတ်ဆဲအပ်ဘူးမပြစ်မှားအပ်ဘူးအပြစ်ရှိနေတဲ့ယဟန်ကိုမြင်ရင်တော့ဒါကတော့အရှင်ဘုရားမသိတော့ပါဘူးဝိနည်းနဲ့မညီပါဘူးလို့လူတွေမှာပြောပိုင်ခွင့်ရှိပါတယ်ယဟန်ဆိုတာလူတို့ရဲ့ဒါနမျိုးစိစိုက်ပျိုးကျဲချရာလေယာမြေကောင်းတစ်ဖွဲ့ဖြစ်ဖို့လိုပါတယ်အဲ့ဒီလိုလေယာမြေကောင်းတစ်ဖွဲ့ဖြစ်ဖို့ဆိုရင်ယဟန်နေဟာတိလတမာတိပညာဆိုတဲ့သိက္ခာ၃ပါးပြည့်စုံမှလေယာမြေကောင်းဖြစ်မှာပါဝိနည်းမလေးစားတဲ့ယဟန်နေဟာจิตတီးကုန်ပြီပါပဲကျွန်တော်တို့လှူတဲ့ဒါနကုသိုလ်ဟာမဖြစ်ထွန်းပါဘူးမရှင်းတမ်းပါဘူးအဲ့ဒီဒါနရဲ့အတိအပွင့်တွေကိုကျွန်တော်တို့မခံစားရပါဘူးအဲ့တော့ကျွန်တော်မိတ်ဆွေများယဟန်ဆိုရင်အသွင်ကိုတော့ကျွန်တော်တို့ကြည်ညိုရတာပေါ့ဗျာကျွန်တော်တို့ကူးရတဲ့မြတ်စွာဘုရားရှင်ဟာသင်္ကန်းကိုယုံထားတယ်အခုမျက်မှောက်ခေယဟန်နေဆိုတာလဲဘုန်းကြီးတွေဆိုတာလဲသင်္ကန်းယုံထားတယ်အသွင်အားဖြင့်တန်ဃာကိုရည်မှန်းပြီးတော့ကြည်ညိုနိုင်ပါတယ်ဗျသို့တော့ကိုးဝယ်တဲ့အရာမှာတော့ကျွန်တော်တို့ရွေးချယ်ရပါလိမ့်မယ်တိလသမารိပညာပြည့်စုံတဲ့ယဟန်နေကိုကျွန်တော်တို့ရွေးချယ်ကိုးဝယ်ရပါမယ်ဆရာအဖြစ်တင်ရပါမယ်ဒါမှသာယရဏထိုက်တာဖြစ်ပါတယ်ခင်ဗျယရဏကိုးဝယ်ရမြတ်နိုးရရောက်ပါတယ်ခင်ဗျကျွန်တော်တို့ဝိနည်းနဲ့ပတ်သက်တဲ့စာအုပ်တွေများစွာထွက်ရှိထားပါတယ်ဗျလူတို့တိအပ်သောယဟန်ဝိနည်းများဆိုတဲ့စာအုပ်လဲထွက်ရှိထားတာကျွန်တော်ဖတ်ရှုရပါတယ်ဗျအဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တမန်ကရှံခါကိုးကွယ်တာမျိုးမဟုတ်ဘဲနဲ့ပညာဗုဒ္ဓဘာသာအနေနဲ့ကိုးကွယ်နိုင်မှသာကျွန်တော်တို့တန်တရားမှာဒုက္ခဝိဆင်းရဲကလွတ်မြောက်မှာဖြစ်ပါတယ်ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျွန်တော်ဓမ္မမိတ်ဆွေများကိုကျေးဇူးထူးတင်ရှိပါတယ်ကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကဘေးပြာများဝေးကွာ၍ပျော်ရွှင်သောမိသားစုဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေ